Hello Ray ဘဘာပြောနေတယ် Ray နဲ့ဘဘာစုရတာမြင်ပြီးပြောမှာဘဘာ73ရက်နေ့က H3 Mandalay ဆိုင်ကယ်ချန်ပီယံခွေးထဲမှာဘဘာအနောက်က Kawasaki နဲ့ဇောပြိုင်လာတာဘဘာတတိယရခဲ့တယ်စုလေးတွေလည်းရခဲ့တယ်ဒီမှာစုလေးတွေရောဆွဲပြရခဲ့ဘာမှတန်ကြီးမရှိပင်မဲ့လို့ကျွန်တော်ဝါသနာပါတဲ့ဆိုင်ကယ်မောင်းတဲ့ဝါသနာပါတဲ့ဟိုမှာထပ်တူကြပြီကျွန်တော်အဆင့်3ရတဲ့အတွက်ကျွန်တော်ကိုလည်းဟိုပြောပါတယ် rain လေးနဲ့တည်ရင်ပြောနေမှာပါဒီကောင်လေးနဲ့စူးရခဲ့ရပါ73ရက်နေ့ကပြိုင်နေတော့ကျွန်တော် dead fight တွေပြိုင်တာပေါ့နော်ဟာ extreme Mandalay ဒါပါ73ရက်နေ့ကပြကျွန်တော်ဗီဒီယိုလေးကျွန်တော်ပြိုင်တဲ့ဗီဒီယိုလေးကိုအခုဒီဗီဒီယိုရဲ့နောက်မှာကျွန်တော်ထည့်ထားပေးပါမယ်ဗီဒီယိုလေးကတော့အဆုံးထိမပါလိုက်ဘူးကြာရိုက်ထားတာလေရိုက်မိထားသလောက်လေးပဲတင်ပေးလိုက်မယ် rain ဒီပါ